တိုင်းပဲတွေးနေချက်မျောလင်းတိုင်းလည်းမဖြစ်နိုင်ခဲ့တွေဝေမိန်မောလူဘဝတဲ့ရည်ရွယ်ချက်ကအတိတ်ပဲမဲ့အချိန်တွေစားခဲ့ရတွေလဲစက္ကန့်တိုင်းပဲပြတ်ကျွေစေဘာကြောင့်များလဲစဉ်းစားခက်တယ်လူတွေငါကြည့်မိတိုင်းလဲပျော်စရာတွေလွင့်ပြက်ပြဲလွန်လျော်နေကြတဲ့စိတ်တွေရဲ့မောပန်းနေကြတဲ့ရုပ်စင်းများလွန်လျော်နေကြတဲ့စိတ်တွေရဲ့မောပန်းနေကြတဲ့ရုပ်စင်းများရုပ်စင်းများတွေ့ဖန်များတော့ဝမ်းနေအိမ်ပြန်ဖို့အတွက်လက်မချီအားပြားတွေများတဲ့စိတ်စင်သာရင်နဲ့အများပွေဖက်ထားရင်နဲ့အများကြိတ်ခံစား